တရုတ်လိုတိထားတဲ့နိုင်ငံ10မျိုးအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့တရုတ်စကားပြော YouTube Channel ကနေပြီးတော့ချစ်တဲ့ငယ်ချင်းအားလုံးကိုနှွေးထွေးစွာကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီဗီဒီယိုမှာလေ့လာရမှာတော့ကျွန်တော်တို့ဒီတရုတ်လိုနိုင်ငံ10မျိုးအကြောင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုမစခင်မှာကျွန်တော်ရဲ့ YouTube Channel လေးနဲ့မိတ်ဆက်ပေးပါရစေကျွန်တော်ရဲ့ YouTube Channel လေးဟာတရုတ်စကားပြောဗီဒီယိုတွေကိုတည်တဲ့အမြဲတင်ဆက်ပေးနေတဲ့ YouTube Channel လေးဖြစ်ပါတယ်။ဒါကြောင့်မို့မိတ်ဆွေအနေနဲ့အခုမှအခြေခံကနေစပြီးတော့လေ့လာနေသူတယောက်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ YouTube Channel လေးကို Like and Subscribe နှိပ်သွားဖို့တောင်းဆိုပါရစေ။ဟုတ်ကဲ့အဲ့ဆိုရင်ဒီဗီဒီယိုလေးကိုကျွန်တော်တို့စလိုက်မယ်နော်။နံပါတ်1တစ်ခုကတော့ကျွန်တော်တို့မြန်မာနိုင်ငံပေါ့နော်။မြန်မာနိုင်ငံကိုတရုတ်လိုမြန်တဲ့မြန်မာနိုင်ငံအမေရိကန်ကိုကြတော့美国အမေရိကန်အင်္ဂလန်ကိုကြတော့英国အင်္ဂလန်တရုတ်ကိုကြတော့中国စင်ကာပူကိုကြတော့新加坡စင်ကာပူထိုင်းကိုကြတော့泰国ထိုင်းပေါ့နော်မလေးရှားကိုကြတော့မာလာစီးယားမလေးရှားပေါ့နော်ကိုရီးယားကိုကြတော့ဟန်ကိုကိုရီးယားအိန္ဒိယကိုကြတော့အင်ဒိုအိန္ဒိယပေါ့နော်ဟုတ်ပြီနောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ထိုင်ဝမ်ပေါ့နော်ထိုင်ဝမ်ကတော့ကျွန်တော်တို့ထိုင်ဝမ်လိုပဲကျွန်တော်တို့ပြောပါတယ်ထိုင်ဝမ်နိုင်ငံပေါ့နော်ဟုတ်ကဲ့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးမှာဆိုရင်ဖြင့်ဒီမြန်မာအတန်အတွက်ကိုပေါ့နော်မြန်မာလိုတက်နိုင်ဆုံးကျွန်တော်အဆင်ပြေအောင်ဒါရေးပေးထားပါတယ်ဒီအတန်တက်လေးနဲ့ကျွန်တော်တို့နည်းနည်းလေးကိုက်ညီအောင်ဆိုမယ်ဆိုလို့ရှိရင်ပေါ့နော်ဒါအမြန်ဆုံးတက်မြောက်မှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတဲ့တယ်ဆိုလို့ရှိရင်ဆောင်းလာပြောသလိုပဲဒီ Like and Subscribe လေးနဲ့ဒါကူညီသွားပေးပါပြီးရင်တော့တကယ်ချင်းတွေကိုလည်းကျွန်တော်တို့ share သွားပေးလို့ရပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါဦးမယ်